အားလုံးပဲမင်္ဂလာပါဗျဇေယျလင်းရခကနေကြိုဆိုပါရစေဒီနေ့မှာတော့ The Great Wall ဆိုတဲ့ Fantasy Action ဇာတ်ကားအကြောင်းပြောပြသွားမှာပါ Spoilers တွေပါနိုင်တာမို့သတိထားကြည့်ကြပါနော်လွန်ခဲ့တဲ့အချိန်အတော်ကြာကတရုတ်ပြည်အစွန်ဖျားမှာလူတစုကိုမွန်ဂိုစစ်တီတွေလိုက်ဖမ်းနေပါတယ်ရန်သူတွေစီကနေလွတ်အောင်ဆိုပြီးခေါင်းဆောင်ဝဲလင်းကမြင်းတွေကိုလွှတ်ပေးပြီးအာယုံလွှဲဖို့အမိန့်ပေးလိုက်ပါတယ်ညဘက်ရောက်တော့သူတို့ဟာလှုပ်ဝက်ဆန်းကျဲတဲ့ရမ်းမဲတွေကိုလာရှာတဲ့ကြေးစားစစ်သားတွေဖြစ်ကြောင်းသိလိုက်ရပါတယ်။သူတို့ရဲ့ခရီးစဉ်ကအစကတည်းကအန္တရာယ်များလွန်းလို့လူ20ကျော်တေဆုံးခဲ့ပြီးရိတ်ခါလည်းတိတ်မကြံတော့ပါဘူး။စုတ်ခွာဖို့စဉ်းစားနေလုံးမှာပဲအမောင်တွေကတရဝတကောင်ဝင်တိုက်ခိုက်လို့ကျန်တဲ့စစ်တီတွေအကုန်တေဆုံးသွားပြီးဝဲလျန်နဲ့သူ့တငယ်ချင်းတော်2ယောက်တည်းကျန်ခဲ့ပါတယ်။အဲ့ဒီတရဝကထပ်တိုက်ခိုက်ဖို့ပြန်လှည့်လာပေမဲ့ဝဲလျန်ကအနိုင်ယူပြီးလက်တစ်ဖက်ကိုဖျက်ပစ်လိုက်နိုင်ပါတယ်။ဘာကောင်ကြီးကိုတက်လိုက်မိမှန်းမသိပေမဲ့သူတို့စခန်းချတဲ့နေရာကလုံခြုံမှုမရှိတော့တာတေချာသွားလို့ချက်ချင်းပဲထွက်ပြေးခဲ့ကြပါတယ်။နောက်နေ့မှာဆက်ထွက်လာပေမဲ့မွန်ဂိုတွေကထပ်တွေ့သွားလို့အသေးလဲထွက်ပြေးရပြန်ပါတယ်။နောက်ဆုံးတော့တရုတ်ပြည်အစွန်ဖျားကမဟာတိုင်းကြီးရှိကိုရောက်သွားပြီးညာမိုးတွေရွာချခံရလို့ရက်လိုက်ရပါတယ်။မွန်ဂိုတွေဖမ်းတာခံရမယ့်အစားအသက်ချမ်းသာခွင့်ရနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့တရုတ်စစ်တပ်စီမှာပဲလက်နက်ချအဖမ်းခံလိုက်ပါတယ်။ဝီလ်ရီယူလာတဲ့အေယာမလက်တဲကြီးကိုမြင်တော့မဟာတိုင်းကတက်မှုတွေအားတင်သွားကြပြီးတက်မှုလင်းကဒါကိုဘဲကရလာတာလဲလို့မေးပါတယ်သူကိုယ်တိုင်တက်ခဲ့တာလို့ပြောတော့တရုတ်တက်မှုတွေကတခုမှမယုံပဲလှောင်ရကြပါတယ်ဒါပေမဲ့စစ်ပြူဟာမှုဝင်ကတော့သူတို့ရဲ့လက်နက်နဲ့အဝတ်စားတွေမှာတတဝါရဲ့သွေးတွေပေးနေတာကြောင့်ဒီနိုင်ငံသားတွေပြောတာအမှန်ဖြစ်နိုင်တယ်လို့တွေးမိပါတယ်သူတို့2ယောက်ကိုဘာလို့ရမလဲဆုံးဖြတ်နေတော့ကင်းထောက်တယောက်ရောက်လာပြီးလေးလာရေးမျော်စင်တွေကနေရန်သူအမြောက်များတတိုင်းစီချီတက်လာတာကိုတွေ့ရပြီလို့သတင်းပို့ပါတယ်ဗိုလ်ချုပ်ကြီးရှော့ကစစ်တပ်ကိုချက်ချင်းအသင့်ပြင်ခိုင်းပြီးသူတို့2ယောက်ကိုလည်းတတိုင်းပေါ်ခေါ်သွားပါတယ်အဲ့ဒီမှာတော့အယောင်သွေးစုံနေတဲ့တန်ချက်ကာတွေဝစ်ဆင်ထားတဲ့အေယာမစစ်တပ်ကြီးကတိုက်ပွဲအတွက်အသင့်ဆောင်နေပါတယ်တန်ချက်ကအယောင်တွေအလိုက်တာဝန်တွေခွဲခြားထားပြီးစစ်တီတွေအားလုံးညီညီညွတ်ညွတ်လှုပ်ရှားနေတာကိုကြည့်ပြီးဝီလ်ယံတယောက်အံ့ဩမင်တက်သွားပါတယ်အဲ့ဒီထဲမှာအထင်ရှားဆုံးကတော့တက်မှုလင်းဦးဆောင်တဲ့အပြာရောင်တန်ချက်ကဝတ်အမျိုးသမီးစစ်တီတွေပဲဖြစ်ပါတယ်သူတို့အားလုံးတတိုင်းအစုံကိုချီတက်သွားပြီးအေယာမလန်ရှည်ကြီးတွေနဲ့တိုက်ခိုက်ဖို့အသင့်ပြင်လိုက်ကြပါတယ်စစ်တီတွေအားလုံးရန်သူကိုစိတ်ရှည်လက်ရှည်စောင့်နေကြပြီးမကြခင်မှာပဲအစိမ်းရောင်တရဝအုပ်ကြီးတတိုင်းစီအဝေးကနေပြေးဝင်လာတာကိုမြင်လိုက်ရပါတယ်ဗိုလ်ချုပ်ကြီးရှာရဲ့အမိန့်နဲ့အမြောက်တွေဆက်ပစ်ပါတယ်ကြီးမားတဲ့ဆက်ရန်နေရာကြီးတွေကနေမီးလုံးကြီးတွေပြစ်လွတ်လိုက်လို့ရန်သူတွေစီကြာရောက်ပေါက်ကွဲပြီးမီးပင်လယ်ကြီးဖြစ်သွားပါတယ်လေးတယ်တော်တွေကလည်းကောင်းကင်တစ်ခွင်လုံးဖုံးလွှမ်းသွားတဲ့မြားမိုးတွေရွာချလိုက်လို့တုံဆိုင်မနေပဲပြေးဝင်လာတဲ့တတဝါတွေအများကြီးတေဆုံးသွားပါတယ်ဒါပေမဲ့တတဝါကြီးတွေကဒေါသတကြီးအော်ဟစ်ပြီးမြားမိုးတွေကြားကနေတတိုင်းအောက်ခြေထိရောက်လာကြပါတယ်အပြာရောင်တန်ချက်ကဝတ်အမျိုးသမီးတွေကအောက်ဆင်းပြီးတရဝါတွေကိုလှန်နဲ့ထိုးတက်ပါတယ်အမျိုးသားစစ်တီတွေကသူတို့ကိုအပေါ်ပြန်ဆွဲတင်ပေးပါတယ်အရန်စူးစမ်းတိုက်ခိုက်ကြပေမဲ့စစ်တီအများပြားဟာတရဝါတွေရဲ့အရှင်လက်လက်စားတောက်ခြင်းကိုခံလိုက်ရပါတယ်တိတ်မကြခင်မှာပဲတိုက်ပွဲကိုပိုထိထိရောက်ရောက်ကုကဲဖို့တရဝါတွေရဲ့ဘရင်မကြီးနဲ့တက်တော်ဆောင်တွေအဝေးကနေရောက်လာပါတယ်ဒါကိုဖြူဟာမှုဝိုင်းမြင်သွားပြီးဗိုလ်ချုပ်ကြီးကိုပြောပြလိုက်လို့ဘရင်မစီတိုက်ရိုက်ပစ်ဖို့အမြောက်တက်ကိုအမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့တက်တော်ဆောင်တွေကမြ мян ဆန်ဆန်ပဲကာကွယ်လိုက်နိုင်ပါတယ်ဘရင်မကြီးကလူတွေကိုဒေါသတကြီးဟိန်းဟောက်ပြီးသူ့အကောင်တွေကိုနီးပြူဟာပြောင်းဖို့နဲ့ခန္ဓာကိုယ်တွေတုံးပြီးတတိုင်းကိုတက်ဖို့အမိန့်ပေးလိုက်ပါတယ်တတဝါတွေကတတိုင်းကိုအမြန်တက်လာကြပြီးစစ်တီတွေကိုအင်အားပြင်းပြင်းနဲ့အောက်ကိုပစ်ချပါတော့တယ်ဒီအန်နီယယ်ကိုမြင်တော့ဝဲလ်ယန်နဲ့ထဘော်တို့လွတ်အောင်ရုံထွက်ဖို့ကြိုးစားကြပါတယ်အံ့ဩစရာကောင်းတာကဘောလို့ခေါ်တဲ့နောက်ထပ်နိုင်ငံသားတစ်ယောက်ကကျိုးတွေကိုချက်ချင်းဖြတ်ပြီးသူတို့ကိုကယ်ပေးလိုက်ပါတယ်ဖိင္ကလို့ခေါ်တဲ့လူငယ်စစ်တီလေးကသူ့ရဲဘော်တွေအသက်ခံရတာကိုမြင်ပြီးကြောက်ရွံ့နေတဲ့ကြားကဝင်တိုက်ပေမဲ့အေယာမတတဝါကြီးကအလွယ်တကူပဲတွန်းထုတ်ပစ်လိုက်ပါတယ်သူအသက်ခံရတော့မဲ့အချိန်မှာအိုးရင်ကလေထဲခုန်တက်ပြီးလှန်တစ်ချောင်းကိုဆွဲယူကတတဝါကြီးရဲ့ပါးစပ်ထဲကိုထိုးသွင်းလိုက်ပါတယ်တတဝါကြီးကအော်ဟစ်ပြီးနောက်ဆုတ်သွားပေမဲ့ထဘရဲ့အကူအညီနဲ့အိုးရင်ကနှလုံးကိုထိုးဆိုင်ပြီးတက်လိုက်နိုင်ပါတယ်ထဘကမြေကြီးပေါ်ကအနီရောင်ဝိယုံကိုယူပြီးနောက်ထပ်တတဝါတစ်ကောင်ကိုနွားရိုင်းလိုအာယုံဆိုင်လာအောင်လုပ်ပါတယ်အဲ့ဒီတတဝါပြေးဝင်လာချိန်မှာဝဲလ်ယန်ကမြားနဲ့ပစ်တက်လိုက်ပြီးနောက်ဆုံးအကြိမ်ခုံအုပ်လိုက်တဲ့မြက်ကန်းတတဝါစီကနေတီတီလေးလွတ်သွားပါတယ်သူ့လူတွေအများကြီးတည်သွားတာကိုမြင်တော့ဘရင်မကအတန်လိုင်းတွေတုံးပြီးစုတ်ခွာဖို့အမိန့်ပေးလိုက်ပါတယ်လူတွေသူတို့အကြောင်းဘာမှလိလာခွင့်မရအောင်ကြာဆုံးသွားတဲ့အလောင်းတွေကိုပါတဲပြီးတတဝါတွေစုတ်ခွာသွားကြပါတယ်တိုက်ပွဲအောင်နိုင်ပြီးနောက်တရုတ်တပ်မှုတွေရောက်လာချိန်မှာအနောက်နိုင်ငံသား2ယောက်ကပူးပေါင်းပါဝင်ကြောင်းပြသတဲ့အနေနဲ့လက်နက်တွေကိုချက်ချင်းချလိုက်ပါတယ်ဗိုလ်ချုပ်ကြီးရှော့ကသူတို့ရဲ့ရဲစွမ်းတတိကိုချီးကျူးပြီးအကျဉ်းချမဲ့အစားနေစရာခန့်ပေးလိုက်ပါတယ်စစ်တီလေးဖိင္ကကလည်းတိုက်ပွဲအပြီးမှာဝီလ်ယန်စီချက်ချင်းလာပြီးသူ့ကိုပြစ်မထားပဲအသက်ကယ်ပေးခဲ့လို့ကျေးဇူးတင်စကားပြောပါတယ်
သူတို့နှစ်ယောက်ဟာစောစောကကယ်ပေးခဲ့တဲ့ Pollard နဲ့ပြန်ဆုံပါတယ်။ Pollard ဟာလွန်ခဲ့တဲ့နှစ်15နှစ်ကရမ်းမဲတွေလာရှာရင်းကနေအင်္ဂလိပ်စာဆရာအဖြစ်ဓာတ်စာခံဖမ်းခံထားရသူပါအဖိုးအိုကသူတို့ရှာနေတဲ့လျှို့ဝှက်စမ်းကြယ်ရမ်းမဲတွေကိုပြသပြီး3ယောက်လုံးစာလောက်ငတယ်လို့ William ကိုအာမခံပါတယ်တိုက်ပွဲပြန်ဆတာနဲ့ထွက်ပြေးကြဖို့ဒါမှတိုက်ပွဲဖြစ်နေချိန်မှာသူတို့လွတ်အောင်ပြေးနိုင်မယ်လို့ Pollard ကအကြံပြုပါတယ်စကားမဆုံးခင်မှာပဲဖြူဟာမူးဝန်ကသူတို့ပစ္စည်းတွေထဲမှာတန်လိုက်တုံးတွေးလို့အရေးပေါ်အစည်းအဝေးခေါ်လိုက်ပါတယ်ဒီတန်လိုက်တုံးကြောင့်တတဝါတွေရဲ့အုံနောက်ကိုအနှောက်အယှက်ဖြစ်စေပြီး William ပထမဆုံးအကြိမ်တတဝါကိုအလွယ်တကူတတ်နိုင်ခဲ့တာလို့ Wang ကယုံကြည်နေပါတယ်အဲ့ဒီတတဝါတွေကိုထောက်ထီလို့ခေါ်ပြီးလွန်ခဲ့တဲ့ရာစုနှစ်ကအာကာသထဲကနေကဘာပေါ်ကိုကြာရောက်လာတာပါအဲ့ဒီကလေးက60နှစ်တစ်ကြိမ်မြောက်ပိုင်းကနေတက်လာပြီးဘရင်မကြီးမျိုးပွားနိုင်အောင်အရာအလုံးကိုဝါမျိုးစားတောက်ကြပါတယ်တရုတ်ပြည်ရဲ့မြို့တော်မှာလူနှစ်တန်းရှိပြီးတတိုင်းကနေမိုင်300ပဲဝေးပါတယ်အဲ့ဒီလောက်အစားအစာတွေများရသွားရင်သူတို့အကောင်ကြီးအစမတန်တိုးပွားလာပြီးကဘာအနှံ့ပြန့်နှံ့သွားမှာပါတစ်ချိန်တည်းမှာပဲအနောက်ဘက်မျှော်စင်ကလူတွေပျောက်နေတာကိုဗိုလ်ချုပ်ကြီးရှာသတိထားမိလို့တက်မှုဝင်းနဲ့တွားစစ်ဆေးပါတယ်စစ်တီတွေနေရာယူလိုက်ပေမဲ့တတဝါတွေကအလောင်းတွေကိုစားမသွားပဲတမင်ချန်ထားခဲ့တာကိုမြင်တော့အံ့ဩသွားကြပါတယ်ရှေ့မှာတတဝါတကောင်ကိုတွေ့လို့ရှေ့တိုးသွားချိန်မှာအနောက်ဘက်ကနေနောက်ထပ်ထင်းထရဲ့တကောင်ချောင်းမြောင်းနေတာကိုဗိုလ်ချုပ်ကြီးရှာမြင်လိုက်ပါတယ်တတဝါနှစ်ကောင်ပြိုင်တူတိုက်ခိုက်လာချိန်မှာအနောက်ကကောင်ကိုကာကွယ်ရင်းတက်မှုလင်းကိုကယ်ဖို့ကြိုးစားလို့ဗိုလ်ချုပ်ကြီးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါတယ်စစ်တပ်ကြီးချက်ချင်းရောက်လာပေမဲ့ခေါင်းဆောင်ကိုကယ်ဖို့နောက်ကျသွားပါပြီဗိုလ်ချုပ်ကြီးရှာဟာမတေခင်မှလင်းကိုစက်ခံသူအဖြစ်ခန့်အပ်ခဲ့ပြီးတရဝါရီရဲ့ညံရီကိုဘယ်တော့မှအထင်မသေးဖို့တတိပေးသွားပါတယ်လူတွေကသူတို့ခေါင်းဆောင်အတွက်ဝမ်းနဲ့ပူဆွေးပြီးတမလွန်ခီးအတွက်မိဘုံတွေကောင်းကင်ကိုလွတ်တင်ရင်းကြီးကျယ်ခမ်းနားတဲ့ဇာပနာကိုကျင်းပကြပါတယ်မကြခင်မှာပဲတရုတ်ဧကရစ်စီကတန်တမန်ရှင်ရောက်လာပြီးလွန်ခဲ့တဲ့နှစ်60ကတရဝါရီနဲ့တိုက်ခဲ့တဲ့မှတ်တမ်းတွေကိုယူလာပါတယ်။အရင်ဗိုလ်ချုပ်ဟောင်းရဲ့မှတ်တမ်းအရတရဝါရီဟာဝေါ်ရဲရဲ့တန်လိုက်တုံးလိုမျိုးရှိတဲ့တောင်ပေါ်ကိုရောက်တဲ့အခါအကျော်တည်သွားကြတယ်လို့ဆိုပါတယ်။တန်လိုက်တုံးကဘလို့အကျိုးသက်ရောက်လဲဆိုတာတေချာသိရအောင်ဝေလာငါးဖမ်းတယ်လို့ချိတ်နဲ့ချိတ်ပြီးထူထက်တကောင်ကိုအရှင်ဖမ်းဖို့ဝေါ်ရင်ကအကြံပြုပါတယ်ထော်ဘကတော့ရမ်းမဲတွေခိုးပြီးပြေးမဲ့အစီအစဉ်ကိုတတိပေးရင်သူ့တငယ်ချင်းပါဝင်ပတ်သက်နေတာကိုလုံးဝမကျေနပ်ပါဘူးဖြူဟာမှုဝင်ကလည်းမေ့ဆေးတွေအများကြီးဖော်ဆက်ပြီးချိတ်တွေမှာတုတ်ကာတရဝတကောင်အရှင်ဖမ်းဖို့ပြင်ဆင်ပါတယ်မကြခင်မှာပဲထုထီးတွေတတိုင်းပေါ်အများကြီးတက်လာကြပြီးစစ်တီတွေကလည်းတက်မခွဲတွေနဲ့ကာကွယ်ကြပါတယ်နေရန်ကနေဓားသွားကြီးတွေထွက်လာပြီးတရဝတွေကိုပိုင်းဖြတ်ဖြစ်ပါတယ်စစ်တီတွေကလည်းအဆောက်အဦအစွန်းတွေကနေထုထဲတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်။ဝိုင်းရဲ့အမိန့်နဲ့မိန့်တန်ကြီးတွေပြစ်လွတ်လိုက်လို့တရဝအများပြားကိုထိမှန်ပြီးတန်ကြိုးတွေနဲ့ဖမ်းမိသွားပါတယ်။ဒါပေမဲ့လူတွေရဲ့ရည်ရွယ်ချက်ကိုတိသွားလို့ချိတ်တွေကိုဆွဲဖြဲပြီးတကောင်ကလွဲလို့အကုန်လွတ်သွားပါတယ်။အဲ့ဒီအချိန်မှာတိုက်ပွဲဖြစ်နေတော့တတိုင်းပေါ်ကနေချက်ချင်းထွက်ပြေးဖို့ဘောဝါကထိုဘောကိုဖြောင်းဖျနေပါတယ်။ဒါပေမဲ့ထိုဘောကသူ့တငယ်ချင်းကိုမထားခဲ့နိုင်ပါဘူး။ဝင်းကလည်းတရုတ်စစ်တပ်ကိုစွန့်ခွာဖို့စဉ်းစားနေပေမဲ့နောက်ဆုံးမိနစ်ကျမှနောက်ဆုံးကြံနေတဲ့ထေရီထားကိုဖမ်းဖို့တပ်မှုတွေကိုပြန်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ကြံတဲ့အကောင်တွေနဲ့ခွဲထုတ်ဖို့စစ်တပ်ကဘုံတွေအများကြီးပစ်ချပြီးတနေရာလုံးကိုမီးကွင်းကာလိုက်ပါတယ်။တန်ကြိုးတွေတိတ်မခံတော့ဘူးဆိုတာသိလို့ဝီလျံဟာတန်ကြိုးတွေပေါ်ကနေရှော့ဆင်းသွားပြီးမြေပြင်ပေါ်မှာတတိလစ်နေတဲ့တတဝါကိုတွားရှာပါတယ်။အပေါ်ပြန်ဆွဲတင်လို့ရအောင်ကျိုးနဲ့ချီလိုက်ပေမဲ့ရန်သူတွေဝင်တိုက်လို့အသက်လူတိုက်ခိုက်ရပါတယ်ကံကောင်းထောက်မစွာနဲ့ထဝက်ရောက်လာပြီးကယ်လိုက်လို့အချုံခိုတိုက်ခိုက်မှုကနေလွတ်သွားပါတယ်ထဝက်ကထွက်ပြေးမဲ့အစီအစဉ်တိုင်းမလုပ်လို့ဝီလျံကိုအပြစ်တင်ပါတယ်မြူကိုတွေတဲကနေထေထီတွေထက်ရောက်လာတော့သူတို့စကားများတာရက်လိုက်ရပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ပူးပေါင်းပြီးမျက်လုံးတွေကိုပြစ်ခတ်အနိုင်ယူလိုက်ပါတယ်တိုက်ပွဲဆက်ဖြစ်နေတော့တတဝါတွေကမီးကွင်းကိုကြော်ပြီးသူတို့ကိုအကောင်ကြီးအများကြီးဝိုင်းလာပါတယ်အဲ့ဒီနေရာကိုတရုတ်စစ်တပ်ကဘုံတွေအများကြီးပစ်ချပေးလိုက်လို့ထေထေတွေပောက်ကွဲတည်ဆုံးပြီးသူတို့အသက်လွတ်သွားပါတယ်ဖမ်းမိတဲ့အကောင်ကြီးကိုလောင်ချိုင်းတဲ့ချက်ချင်းထည့်ပြီးတန်လိုက်တုံးရဲ့အာနိသင်ကိုစမ်းသက်ပါတယ်အန်ဩစရာကောင်းတာကဝမ်ကတန်လိုက်တုံးနဲ့အနာကပ်သွားချိန်မှာတရဝါကြီးလုံးဝမလုံနိုင်တော့လို့ကြောက်တုံးရဲ့အာနိသင်ကိုတက်တည်ပြနိုင်ခဲ့ပါတယ်ဝိုင်းကကန့်ကွက်ပေမဲ့ဘရင်ကိုယ်တိုင်ရဲ့အမိန့်ဖြစ်လို့တန်တမန်ကျန်းကထုတ်ထေးရဲ့ကိုဧကရစ်စီချက်ချင်းယူသွားပါတယ်တန်တမန်ထွက်သွားပြီးနောက်တတိုင်းအောက်ခြေမှာတရဝါရီရဲ့လှုပ်ရှားမှုတွေတွေ့လို့စစ်တပ်ကအောက်ဆင်းပြီးစစ်ဆေးပါတယ်။အန်ဩစရာကောင်းတာကတရဝါရီဟာတတိုင်းအောက်ခြေကိုဖောက်ပြီးဥမင်လိုင်ကောင်းကြီးတူးထားတာပါအရင်တိုက်ပွဲတွေကစစ်တပ်ကိုအာယုံလွဲဖို့အကွက်ဆင်ခဲ့တာတသက်ပါပဲ။တစ်ချိန်တည်းမှာပဲစစ်တပ်ကတရဝါရီကိုစစ်ဆေးနေတော့ဘောလနဲ့ထိုဘာကရမ်းမဲတွေခိုးပြီးမဟာတတိုင်းကနေထွက်ပြေးဖို့လုပ်ပါတယ်။ဒါပေမဲ့ပူကြီးမားတဲ့အရေးအတွက်နေပြီးတိုက်ပွဲဝင်ဖို့ဝီလျံကလာတာပါတယ်
ထဘကတော့လူတွေနိုင်စရာအကြောင်းမရှိဘူးလို့ယုံကြည်နေပြီးဝီလျံဟာအကောင်းမြင်လွန်းနေတယ်လို့ထင်နေပါတယ်သူတို့ညှင်းခုန်နေတော့ဘောလကဝီလျံကိုရိုက်နှိပ်သတိလစ်စေပြီးဒါကထွက်ပြေးဖို့တခုတည်းသောအခွင့်အရေးဖြစ်လို့သူ့တငယ်ချင်းကိုထားခဲ့ဖို့ထဘကိုပြောပါတယ်အနောက်နိုင်ငံသားတွေထွက်ပြေးသွားတာကိုဗိုလ်ချုပ်လင်ချက်ချင်းတီသွားပြီးဝီလျံတားခဲ့တယ်လို့ပြောတာတောင်သူ့ရဲ့တစ္ဆာဖောက်မှုအတွက်အရန်ဒေါသထွက်သွားပါတယ်စစ်တီလေးပင်ကဝီလျံတားခဲ့တာကိုသူကိုယ်တိုင်မြင်ပါတယ်လို့ထောက်ခံပေးမှဒေါသနည်းနည်းပြေသွားပါတယ်ဒါပေမဲ့တစ္ဆာဖောက်တွေကိုချက်ချင်းဖမ်းဖို့အမိန့်ပေးပြီးစစ်တပ်ရဲ့အစီအစဉ်တွေကိုထပ်မနှောက်ယှက်နိုင်အောင်ဝီလျံကိုအကျဉ်းချထားလိုက်ပါတယ်ထူထီရဲ့အုပ်ကြီးကိုမိအောင်လိုက်ဖို့လင်းကမိဘုံပြန်တွေကိုတုံးဖို့ဆုံးဖြတ်ပါတယ်ဒါပေမဲ့ဒီတီထွင်မှုတွေကစမ်းသပ်မထားရသေးလို့တုံးဆွဲသူတွေအတွက်အရန်အန္တရာယ်များပါတယ်ရမ်းမဲတွေကိုလောင်စာအဖြစ်သုံးပြီးကောင်းကင်ကိုတက်ဖို့ကြိုးစားရင်းလူအများအပြားသေဆုံးသွားပါတယ်စစ်တီအနှဲငယ်သားမျိုးတော်ကိုဥတီသွားနိုင်ပါတယ်မကြခင်မှာဖင်ကဝီလျံကိုလွှတ်ပေးလိုက်ပြီးအပြင်ကိုအမြန်ထွက်လာချိန်မှာဝိုင်းနဲ့တွေ့လို့ဘာတွေဖြစ်နေလဲမေးပါတယ်တရဝါတွေတတိုင်းကိုဖောက်ထွက်သွားတာမတားနိုင်လိုက်ကြောင်းဗိုလ်ချုပ်ပင်ကိုယ်တိုင်မျိုးတော်ကိုသွားနေပြီဖြစ်လို့သူ့ကိုလွှတ်ပေးဖို့အမိန့်ပေးခဲ့ကြောင်းဖြူဟာမှုကရှင်းပြပါတယ်ဘရင်မတေရင်ကျန်တဲ့အကောင်တွေပါအကုန်သေးမှဖြစ်လို့အခုသူတို့မှဘရင်မကိုတတ်ဖို့ပဲအခွင့်အရေးရှိတော့တယ်လို့ဝမ်ကပြောပါတယ်ဝိုင်းအကြံပေးသလိုထွက်ပြေးမဲ့အစားဝီလျံကလူသားတွေကိုကယ်တင်ဖို့ဝဲနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဗိုလ်ချုပ်ဝင်တယောက်မြို့တော်ထဲရောက်လာပေမဲ့အဲ့ဒီနေရာဟာတရဝါရီရဲ့တိမ့်ပိုက်ခြင်းကိုခံထားရတာမြင်လိုက်ရပါတယ်။နန်းတော်စီသွားဖို့ကြိုးစားပေမဲ့ထေဝတီအများကြီးဝိုင်းတိုက်လို့မြေပြင်ပေါ်မှာအသက်လူတိုက်ခိုက်ရပါတယ်။လင်းဟာတရဝါရီဝိုင်းထားတာခံရပြီးအသက်ခံရတော့မဲ့အချိန်မှာဝိုးရင်ရောက်လာပြီးသူ့ကိုလေထဲဆွဲတင်ကလက်ပစ်ဘုံတွေနဲ့ပစ်ပေါက်ပြီးနန်းတော်ထဲဝင်သွားပါတယ်။စောစောကဖမ်းမိထားတဲ့ထေထေကိုသူတို့ပြန်တွေ့တော့ဝမ်ကဘုံတွေတက်ပေးဖို့ဆုံးဖြတ်ပါတယ်မိလာပြုံထဲကနေသွားပြီးအဲ့ဒီအကောင်ကိုအစာကျွေးပြီးရင်ဘရင်မစီပြန်လှုပ်ပြီးပောက်ကွဲစေဖို့စီစဉ်ကြပါတယ်ဒါပေမဲ့သူတို့နေရာကိုတတဝါတွေတီးသွားပြီးအဖွဲ့ဝင်အများစုအသက်ခံရလို့အစီအစဉ်ကချောချောမွေ့မွေ့မဖြစ်တော့ပါဘူးလူငယ်စစ်တီဖန်းတယောက်သာဒဏ်ရာတွေနဲ့အသက်ရှင်ကျန်ခဲ့ပါတယ်ရုတ်တရက်ထဲကိုထက်အများကြီးမြေအောက်ဥမင်နဲ့ဝင်လာလို့ဖိန်ဟာလက်ပစ်ဘုံတွေနဲ့အသေးခံဖောက်ခွဲပြီးတရဝါတွေကိုရှင်းလင်းကလမ်းပိတ်ပေးလိုက်ပါတယ်ဝမ်းနဲ့နေဖို့အချိန်မရှိလို့ဝိုင်းဟာအပြင်ထွက်တဲ့တကားကိုမြန်မြန်ဖွင့်ပြီးဘုံတွေတက်ထားတဲ့တရဝါကိုလှုပ်ပေးလိုက်ပါတယ်တန်လိုက်တုံးဖယ်လိုက်တာနဲ့တတိယလာပြီးသူတို့စီစဉ်ထားတဲ့အတိုင်းအသားတွေကိုစားကသူ့ဖရင်မစီပေးဖို့အပြင်ကိုပြေးထွက်သွားပါတော့တယ်သူတို့၃ယောက်မျှော်စင်တစ်ခုလည်းရောက်သွားပြီးဝိုင်းကတန်လိုက်တုံးနဲ့တကားကိုစောင့်နေခဲ့ပါတယ်ဝဲဝရင်နဲ့ဝိုင်းကဘုံတွေကိုတေချာပစ်နိုင်အောင်အပေါ်ထက်ကိုတက်သွားပါတယ်ဝီလျံကဘရင်မစီများနဲ့ပြစ်လိုက်ပေမဲ့တက်တော်ဆောင်တွေကကာကွယ်လိုက်လို့များကလေထဲမှတင်ပောက်ကွဲသွားပြီးတရဝါတွေတတိထားမိသွားပါတယ်ထပ်ပစ်ဖို့မျှော်စင်ပေါ်အမြန်တက်သွားပေမဲ့ဘရင်မကအဆောက်အဦကိုတိုက်ခိုက်ဖို့အမိန့်ပေးလို့ထေဝတီတွေအကုန်ဝင်လာကြပါတယ်အဲ့ဒီအချိန်မှာဝမ်ကတန်လိုက်တုံးကိုသူ့အဖွဲ့သားတွေစီပစ်ပေးလိုက်ပြီးသူကိုယ်တိုင်ရှင်လက်လက်အစားခံလိုက်ရပါတယ်ဝီလျံဒုတိယအကြိမ်ပစ်ပေမဲ့ထပ်ကာကွယ်ခံရပြီးများကလေထဲမှာပောက်ကွဲသွားပြန်ပါတယ်ဘရင်မကတိုက်ခိုက်တဲ့သူတွေကိုမြင်သွားပြီးအကုန်လုံးကိုဝင်တိုက်ခိုင်းပါတယ်ဘုံတလုံးပဲကြံတော့ချိန်မှာကျိုးတွေနဲ့တွေ့ပြီးပြတင်းပေါက်ကနေခုံချကအနောက်ကနေခုံအုပ်လာတဲ့ထီထီတွေကိုရှောင်ထွက်လာကြပါတယ်။ဝေါ်ရန်ကတန်လိုက်တုံးကိုတက်တော်ဆောင်တွေစီပြစ်ပေါက်လိုက်ပြီးဝင်းကလှန်ကိုနောက်ကနေကက်လျက်ပစ်ထည့်လိုက်ပါတယ်။တန်လိုက်တုံးကြောင့်တတဝါတွေလှုပ်ရှားမှုနေသွားချိန်မှာဘုံကအတားအဆီးကိုဖောက်ဝင်သွားပါတယ်။ဘရင်မကမိကိုငိမ့်ဖို့အသေးလဲစူးစမ်းပေမဲ့ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်ကအရာအလုံးပျက်စီးပြီးတရဝါတွေအကုန်လွင့်စင်သွားပါတယ်ဘရင်မတေဆုံးသွားတာနဲ့တပြိုင်နက်ထေထီတွေအလုံးလှုပ်ရှားမှုရပ်တန့်သွားပြီးမြေပြင်ပေါ်ပြုတ်ကျကုန်ပါတယ်နန်းတော်ထဲမှာအလောင်းတွေထောင်ချီကျန်ရစ်ခဲ့ပြီးနောက်ဆုံးမှာတော့လူသားတွေအောင်ပွဲခံနိုင်ခဲ့ပါပြီအချိန်တန်ကြာတော့ဝီလျံဟာမဟာတိုင်းစီပြန်ရောက်လာပြီးတရုတ်စစ်တပ်ကဖမ်းထားလို့အချုပ်ခန်းထဲရောက်နေတဲ့သူတငယ်ချင်းထဘော့ကိုတွေ့ပါတယ်ဧကရစ်ကထဘော့ရဲ့အသက်ဒါမှမဟုတ်ရမ်းမဲတစ်ခုခုကိုရွေးချယ်ခွင့်ပေးတယ်လို့ပြောပြပါတယ်ဒါပေမဲ့တငယ်ချင်းတန်ရောစင်ကပစ္စည်းဥစ္စာတွေထက်ပိုတန်ဖိုးရှိတာကိုနားလည်လို့ထဘော့ကိုပဲရွေးပြီးကယ်တင်ခဲ့ပါတယ်သူတို့နှစ်ယောက်တရုတ်စစ်တပ်ရဲ့အဆောင်ရှောင်းနဲ့အဝေးကိုထွက်သွားချိန်မှာဗိုလ်ချုပ်ဝင်ကတတိုင်းပေါ်ကနေနှုတ်ဆက်နေပါတယ်ကိုရန်ကလည်းမထွက်သွားခင်နောက်ကိုပြန်လှည့်ကြည့်ပြီးဒီနေရာကိုအနာဂတ်မှာပြန်ရောက်လာမယ်လို့ယုံကြည်နေပါတယ်ကဲဒီဇာတ်ကားလေးကိုဘယ်လိုထင်လဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦးဗီဒီယိုလေးကိုနှစ်သက်ရင် like နဲ့ subscribe လုပ်ပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်